မတန်ဆွမ်းကိစ္စနဲ့ပတ်သက်ပြီးအေးယူဆောင်ရွက်ပေးပါတနေ့ကျွန်တော်ကပိတ်ပါတို့တပည့်တပည့်အစည်းအဝေးလို့ပြောလိုက်ရင်ဖိုးချေဆိုကျွန်တော်ကိုမြင်ကြတယ်ကျွန်တော်ကပိတ်တာပါတားတာပါမျိုးစုံတဘောအလုံးတစ်ခါမှမကြောက်ဘူးတဲ့စာရီစကားတွေအတန်တွေကြားဒါမေးမြန်းပြီးတော့တွေ့ဆုံဒါမှမဟုတ်ခေါ်ပြီးတော့ဒါတွေမေးပြီးတော့မှဖြေရှင်းရတဲ့ကိစ္စရမျိုးတွေကလည်းများပါတယ်ကျွန်တော်စိုးရိမ်ပါအတိုင်းမမီကဲတို့တပင်ကိုတပင်ကပဲအရင်ဆောင်ရွက်ကြရအောင်ဆိုပြီးတော့အဲ့ဒီညညာချက်လေးကိုဖတ်ကြည့်ပါအဖွဲ့နာမည်မထည့်ထားပါဘူးဘယ်သူဘယ်ဝါရဲ့ဇက်လို့ကျွန်တော်မထည့်ထားပါဘူးစုံစမ်းစီစစ်ဆောင်ရွက်မယ်လို့ပဲရေးထားပါတယ်အရေးယူမယ်လို့လက်ခွန်းမှမပါပါဘူးညညာချက်ကိုဖတ်ကြည့်ကျွန်တော်မှအစီအစဉ်မှတ်တမ်းရှိအရေးယူရတဲ့ပါတယ်ဒါဒီလိုဖြစ်ပါတယ်ဆိုတော့တော်တော်များများကမှတ်တမ်းရှိပါတယ်ဟုတ်တယ်ဒါကတော့ကလေးစင်မမာဒီလိုမျိုးကိစ္စကတော့မသိတော့ဘူးဆိုတော့ဒါပေမဲ့အစည်းအဝေးအားလုံးပြီးတဲ့အချိန်မှာကျွန်တော်ကsorry အဲ့တော့အစည်းအဝေးမစခင်အဲ့အဖွဲ့ကလည်းပဲအတနာခံတာတင်တာပြောပါရည်ညွှန်းချက်တွေမှာပါလာပါတယ်အဲ့တော့တပင်းစည်းဝေးဆောင်ရွက်ပြီးသောကိစ္စရများနဲ့နောက်ကာကရှင်စက်ဝေးရတနာခံစာအရာတင်ပြစာအရာနောက်တစ်ကြီးကျူးလွန်ရင်အရေးယူပါလို့ပြည်တော်စုဝင်ကြီးကမှတ်ချက်ကျွန်တော်တို့မှာရှိအဲ့ချိန်မှာကျွန်တော်တို့ကလည်းပြည်ပြည်လေးလေးပြီးသွားပြီဆိုတဲ့အတွက်တပင်းအစည်းအဝေးမှာဘာမှထပ်ပြောရရင်လည်းမရှိတော့ဘူးကျွန်တော်တို့ကဝမ်းသာတယ်ဒုက္ခဝင်နေပြီးတော့တဲ့တပင်းအစည်းအဝေးဆောင်ရွက်ပြီးလိုက်တာလေအဆင်ပြေအဲ့ဒီပဲထားလိုက်တော့ပြန်အစမဖော်တော့နဲ့လို့မှားလိုက်ပါကျွန်တော်တို့လက်ထဲမှာနောက်တစ်ချိန်ထပ်မံဖြစ်ပွားရင်အရေးယူပါလို့မှတ်ချက်လည်းရှိပြီးသားပါကျွန်တော်အဲ့စာထွက်တာတော့မှကျွန်တော်လက်မဒီချိန်လုံးကြီးကျွန်တော်ပြောနာမလို့နာကိုင်းမြစာဖတ်ပါအောင်ပြင်ပါအောင်ခင်ဗျဒါလေးလိုလိုကြမယ်ဒီစာရပါတယ်ခင်ဗျဆိုပြီးတော့ထိုးပေးလိုက်တာဖြစ်တယ်ဖုံးဆက်တာအကိုတဲ့စာရောက်ပြီကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဒီညကျွန်တော်ကောက်လို့မရတော့ဟောတဲ့ညီလေးလို့ဝေစင်ရအောင်ကားစရာရှိတာကပြဿနာမတက်စေနဲ့တို့ကစာထွက်ပြီးပါရဲ့နဲ့ကတယ်ဆိုပြီးလိုက်ပြီးပြဿနာရှာမယ်တိုင်မဲ့အဖွဲ့အစည်းမျိုးငါတို့ကဘာမှမပြောဘူးဒါပေမဲ့စာကတော့တရားပို့တယ်တယ်စာပြန်ပို့ပြီးတယ်အခုရတဲ့ပြဿနာတက်နေပါလိမ့်မယ်တဲ့မကဟိုမင်းတိုင်ပင်လိုက်ပါဦးပါကပါငါအားနာတယ်အင်းမြန်မာနိုင်ငံတပင်းအစည်းအဝေးရဲ့အကြောင်းကြားတာနဲ့အတူဝဲတစ်ပြပိတ်လိုက်ပါတယ်စဉ်းစားကြည့်ဗျာခေါင်းစဉ်တက်ထားတာနဲ့ကအထင်မှားစရာအမြင်မှားစရာအဲ့မှလည်းပြောဖြစ်